အားလုံးပဲမင်္ဂလာပါဒီနေ့ဘလူးကဟိုတယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ share လေးတစ်ခုလုပ်ပေးချင်ပါတယ်ကိုဘလူးကထိုင်းနိုင်ငံမှာရှိရဲ့ဟိုတယ်တစ်ခုမှာ GSA အနေနဲ့လုပ်နေပါတယ်အဲဒါကြောင့်ဘလူးက GSA မှာဘာတွေလုပ်အောင်လဲဆိုတာကိုအခြေခံလေး share လေးလုပ်ပေးချင်ပါတယ်ဒီနေ့မှာတော့ဒီ3ခုလေးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့ booking အကြောင်းလေးပြပြပေးသွားပါမယ်booking ဆိုတာကတော့ hotel booking ကြိုလုပ်ထားခြင်းဖြစ်ပါတယ်ဆိုကိုကဘယ်နိုင်ငံသွားဘယ်နေရာသွားဒီ hotel မှာတဲမယ်ဆိုလို့ရှိရင် hotel booking လေးကြိုလုပ်ထားမှာဖြစ်ပါတယ် booking လုပ်ဖို့အတွက်ဒီ3လေးရှိပါတယ်အခုလက်ရှိ blue လုပ်နေတဲ့ဒီ3လေးကိုပြပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1က online booking နံပါတ်2က offline booking နံပါတ်3က direct booking ဖြစ်ပါတယ် online booking ကြတော့ကိုတဲချင်တဲ့ hotel ရဲ့နာမည်ကို online မှာရိုက်ရှာပြီးသွားလို့ရှိရင်အဲ့ဒီ hotel link အောက်မှာသူကဒီ online agent တွေအများကြီးရှိရပါတော့အဲ့ထဲမှာကိုအဆင်ပြေတဲ့ agent နဲ့ချိတ်ဆက်ပြီးတော့မှ booking လုပ်လို့ရပါတယ်တချို့ online agent တွေကြတော့ငွေတစ်ခါလေးပေးရတဲ့ agent တွေရှိတယ်တချို့ online agent တွေကြတော့ဒီ hotel ရောက်မှရှင်းရတဲ့ agent တွေရှိပါတယ်ပေါ့နော်နံပါတ်2 offline booking ကြတော့ဒီဟာတခြားနိုင်ငံမှာရှိတဲ့ဥပမာ Europe ဘက်ကရှိတဲ့ဒီဧည့်သည်တွေကနေပြီးတော့မှ hotel နဲ့တိုင်းရမချိတ်ဆက်ပဲနဲ့တဆင့်ကြားခံ agency နဲ့ချိတ်ဆက်တဲ့ကြားခံချိတ်ဆက်ပြီးတော့မှ booking တင်တဲ့ဟာကို offline booking လို့ခေါ်ပါတယ်နံပါတ်3 direct booking ကြတော့ဒီနိုင်ငံမှာရှိရလူတွေကဒီ hotel မှာတဲချင်တယ်ဆိုရင်လူကိုယ်တိုင်သွားရောက်ပြီးတော့မှ hotel မှာမေးမြန်းစုံစမ်းပြီးတော့ booking လုပ်ခြင်းကိုခေါ်ပါတယ်အခုဒါကြတော့ booking ကြောင်းလေးကိုရှင်းပြပေးသွားတာဖြစ်ပါတယ်နံပါတ်2အနေနဲ့ check in ကြောင်းကိုပြပေးသွားမှာဖြစ်ပါတယ် check in ဆိုတာရောက်ရှိကြောင်းစာရင်းသွင်းခြင်းလို့ခေါ်ပါတယ် check in မှာဘာလို့လုပ်ရမလဲဆိုတော့ registration form ဖြည့်ပေးရပါတယ်ဒီဧည့်သည်ရဲ့နာမည်ဧည့်သည်ရဲ့ passport number ဧည့်သည် phone number ဧည့်သည် email number အဲ့ဒါလေးကိုဧည့်သည်ကိုဖြည့်ခိုင်းရပါတယ်အဲ့ဒါကို check in လို့ခေါ်ပါတယ်ပြီးရင်နံပါတ်3အနေနဲ့ check out ဆိုတာကြတော့ဒီနေ့ဧည့်သည်ကနေပြီးသူ့ရဲ့နိုင်ငံကိုပြန်တော့မယ်ပေးဆောင်ရရှိပေးရှိတယ်ပြီးကြလို့ရှိရင်သူ့နိုင်ငံကိုပြန်နေတာကို check out လို့အတူကမှိုက်လို့ရပါတယ်ဒီဗီဒီယိုလေးကို sharing လုပ်ပေးရခြင်းအကြောင်းရင်းကတော့ဒီ hotel ဘိုင်းကိုပတ်သက်ပြီးသိချင်တဲ့သူတွေ hotel မှာလုပ်ချင်တဲ့သူတွေအတွက်အကြီးကထားယူရပြီးတော့မှ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ဒါကဒီနေ့ကတော့ဒါအခြေခံလေးအကြောင်းပဲနည်းနည်းလေးရှင်းပြပေးတာဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုလေးနဲ့လည်းထပ်ပြီးရှင်းပြပေးသွားပါမယ်ဒီနေ့ကတော့ဒီညလေးမှာအဆုံးသတ်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်